အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ Best Secret Service Company ရဲ့ founder ဒေါ်တပြည့်အောင်ဖြစ်ပါတယ်ရှင်။2016ခုနှစ် August လမှာအရေးသွေးမြင့်တဲ့ original laptop spare parts တွေကိုပြန်ပြရောင်းချဖို့နဲ့ customer တွေကိုကောင်းမွန်တဲ့ service တွေပေးဆောင်နိုင်မှုအတွက် Best Secret Service ကိုစတင်တည်ထောင်ခဲ့ပါတယ်ရှင်။ဆယ်နှစ်တာခီးစဉ်ကာလအတွင်းမှာကျမတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့တစ်ခုတည်းဖြစ်ပါတယ်ရှင်။အဲဒါကတော့ customer တွေယုံကြည်စိတ်ချနိုင်တဲ့ laptop service center တစ်ခုဖြစ်ဖို့ပဲဖြစ်ပါတယ်ရှင်။ Best Secret Service မှာ original laptop spare parts များကိုဝယ်ရဝန်အနေနဲ့ရောင်းချပေးနေပါတယ်။ပြုပြင်မှုတိုင်းကိုအတွေ့အကြုံရှိတဲ့ technician တွေကဆောင်ရွက်ပေးနေပြီးတော့ repair process တိုင်းကိုလည်းပွင့်လင်းမြင်သာစွာပြသထားပေးပါတယ်ရှင်။ဒါကြောင့် customer တယောက်ချင်းစီရဲ့ယုံကြည်မှုတိုင်းဟာကျမတို့အတွက်အကြီးမားဆုံးအောင်မြင်မှုဖြစ်လာခဲ့ပါတယ်ရှင်။ customer ရဲ့တခင်တဲ့အားပေးမှုကြောင့်2024ခုနှစ်မှာ service center ကိုတည်တဲ့တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး2024ခုနှစ်ဒီဇင်ဘာလမှာဦးချမောင် branch 2026ခုနှစ်မေလမှာ9 branch တို့ကိုအသီးသီးတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်ရှင်။အခုဆိုရင်တော့ customer တွေရဲ့ပုံမှန်လိခဲ့တဲ့ service ကိုဝန်ဆောင်မှုပေးနေနိုင်ပါပြီရှင်။ကျမတို့ company မှာတော့ Windows and Software Installation, Power Error, Hardware Cleaning, Laptop Hinge Repair, SSD and Memory Update, Spare Part Replacement အစရှိတဲ့ service မျိုးစုံကိုအရေးသွေးနဲ့စံနှုန်းတွေနဲ့ဆောင်ရွက်ပေးလေးရှိပါတယ်ရှင်။ကျမတို့ company မှာတော့ Dell, HP, Lenovo, Asus, Acer, MSI အစရှိတဲ့ laptop brand မျိုးစုံအတွက် battery, keyboard, screen, DC jack, LCD cable, adapter, fan, speaker အစရှိတဲ့ laptop spare parts မျိုးစုံကိုမှာယူခြင်းဆောင်ဆိုင်စရာမလိုပဲတစ်ခါရေးဝယ်ရရှိနိုင်အောင်မျိုးစားဆောင်နေစာ in stock ထားရှိပေးထားပါတယ်ရှင်။ဒီနေ့မှာတော့ Best Secret Service က skillful technician များကျွမ်းကျင်သောတင်းမှန်မှများနဲ့အတူ customer တိုင်းအတွက်အကောင်းဆုံး service ကိုပေးနိုင်ဖို့အမြဲကြိုးစားနေပါတယ်ရှင်။